ကပားဦးချင်းအခန်းကြီး20တဖန်အပြဟန်သည်တောင်ပြည်သို့ခရီးသွားသဖြင့်ကာရေရှာမြို့နှင့်ရှုရမြို့ဆက်ကြားမှနေ၍ဂေရာမြို့၌တဲခို၏ထိုအခါမိမိမယားစာရာသည်မိမိနှမဖြစ်သည်ဟုသူတစ်ပါးတို့အားအပြဟန်ဆိုသောကြောင့်ဂေရာမင်းကြီးအဘိမလက်သည်မိမိလူကိုဆေလွတ်၍စာရာကိုယူစေ၏ညအချိန်တွင်အိမ်မက်အားဖြင့်ဖျားသခင်သည်အဘိမလက်စီသို့ကြွလာ၍တင်သည်လူသေးဖြစ်၏အကြောင်းမူကားတင်ယူသောမိန်းမသည်သူမယားဖြစ်၏ဟုမိန့်တော်မူ၏အဘိမလက်သည်ထိုမိန်းမနှင့်မပေါင်းဖော်သေးသည်ဖြစ်၍အိုဖျားရှင်ဖြောင့်မတ်သောလူမျိုးကိုကွပ်မျက်တော်မူမည်လောသူသည်ငါနှမဖြစ်၏ဟုအကျွန်ုပ်အားယောက်ျားဆိုသည်မဟုတ်ပါလောအကျွန်ုပ်ကသူသည်ငါမောင်ဖြစ်၏ဟုမိန်းမလည်းဆိုသည်မဟုတ်ပါလောဖြောင့်မတ်သောသဘောရှိ၍တန်ရှင်သောလက်နှင့်ဤအမှုကိုအကျွန်ုပ်ပြုပါပြီဟုလျှောက်ဆို၏ထိုအိမ်မက်၌ဖျားသခင်ကလည်းမှန်ပေ၏တင်သည်ဖြောင့်မတ်သောသဘောနှင့်ပြုသည်ကိုငါသိ၏တင်သည်ငါကိုမပြစ်မှားစေခြင်းကတင့်ကိုငါတားပြီတို့ဖြစ်၍ထိုမိန်းမနှင့်ပေါင်းဖော်ရသောအခွင့်ကိုငါမပေးယခုမှသူ၏မယားကိုသူ့အားပြန်ပေးလောသူသည်ပရောဖက်ဖြစ်၏တင့်ဖို့ဆူတောင်းလျင်တင်သည်အသက်ချမ်းသာရလိမ့်မည်ပြန်၍မပေးဘဲနေလျင်တင်မဆ၍တင်နှင့်ဆိုင်သောသူပေါင်းတို့သည်ဧကန်အမှန်တင်မည်ဟုမိန့်တော်မူ၏နည်းနည်းစောစောအဘိမလက်သည်ထ၍မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှအမှုရာအလုံးစုံတို့ကိုပြောသဖြင့်ထိုသူတို့သည်အလွန်ကြောက်ကြ၏အဗျဟံကိုလည်းအဘိမလက်ခေါ်၍တင်သည်ငါတို့၌အဘယ်သို့ပြုသနည်းတင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်တင်သည်ငါ၌၎င်းငါနိုင်ငံ၌၎င်းကြီးစွာသောအပြစ်ကိုရောက်စေသည်။တင်သည်မပြုအပ်သောအမှုကိုငါ၌ပြုပါသည်တကားဟုဆိုလေ၏။တဖန်အဘိမလက်ကတင်သည်အဘယ်အမှုကိုမြင်၍ဤသို့ပြုသည်ဟုအဗျဟံကိုမေးလျင်အဗျဟံကဤရက်သားတို့သည်ဖျားသခင်ကိုမကြောက်အကျွန်ုပ်၏မယားအတွက်အကျွန်ုပ်ကိုတတ်ကြလိမ့်မည်ဟုအကျွန်ုပ်ထင်သောကြောင့်ထိုသို့ပြုမိပါပြီသို့တော်လည်းသူသည်အကျွန်ုပ်နှမမှန်ပါ၏အကျွန်ုပ်အဘ၏သမီးဖြစ်၏အမိ၏သမီးမဟုတ်အကျွန်ုပ်မယားလည်းဖြစ်ပါ၏ဖျားသခင်သည်အကျွန်ုပ်ကိုအဘ၏အိမ်မှခေါ်၍လဲစီတော်မူသောအခါအကျွန်ုပ်ကတင်သည်ငါ၌ပြုအပ်သောကျေးဇူးဟုမူကားငါသည်တင်ဤမောင်ဖြစ်ကြောင်းကိုရောက်လေရာ၌ပြောရမည်ဟုမယားကိုမှားထားပါသည်ဟုပြန်ပြောလေ၏ထိုအခါအဘိမလက်သည်သိုးနွားကျွန်ယောက်ျားကျွန်မိန်းမတို့ကိုယူ၍အဗျဟံအားပေးလေ၏မယားစာရာကိုလည်းပြန်ပေး၏အဘိမလက်ကလည်းငါမြေသည်တင့်ရှိမှရှိ၏အလိုရှိသည့်အတိုင်းနေပါဟုအမိန့်ရှိ၏စာရာကိုလည်းတင်နှင့်တင့်အပေါင်းဖော်တို့အဖို့မျက်နှာဖုံးများကိုဝယ်စေရဖို့တင်ဤမောင်အားငွေ1000ကိုငါပေးပြီဟုအမိန့်ရှိသဖြင့်သူသည်လည်းအရာရာ၌အဆုံးအမခံရ၏အဗျဟံသည်လည်းဖျားသခင်ကိုဆုတောင်း၍ဖျားသခင်သည်အဘိမလက်နှင့်သူ၏မယားသူ၏ကျွန်မတို့ကိုအနာပြောက်စေတော်မူသဖြင့်သူတို့သည်သားကိုဖွာကြ၏အထက်ကအာဗြဟံ၏မယားစာရာကြောင့်ထာဝရဘုရားသည်အဘိမလက်၏အိမ်သူမိန်းမတစ်ယောက်မျှပရိသတ်မယူစေခြင်းကစီရင်တော်မူသည်